ကိုရီးယားနိုင်ငံ F3 visa လျှောက်ထားဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကဘာတွေလဲဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ချို့အနေနဲ့ပြပြပေးသွားမှာကတော့ကိုရီးယားနိုင်ငံ F3 visa လျှောက်ဖို့အတွက်လိုအပ်ချက်နဲ့ဘယ်လိုလူတွေလျှောက်ထားရမလဲဆိုတာကိုပြပေးသွားမှာပဲဖြစ်ပါတယ် F3 visa လျှောက်ထားဖို့အတွက်ရှုပ်ထွေးနေတယ်ဆိုရင်တော့စိတ်မပူပါနဲ့ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ခြင်းအဖြစ်အားလုံးကိုရှင်းသွားပါလိမ့်မယ်F3 visa ဆိုတာဘာလဲ F3 visa ဆိုတာကိုရီးယားနိုင်ငံမှာရေရှည်နေထိုင်ခွင့်ရှိတဲ့ visa ဖြစ်တဲ့ဥပမာဒီ E7 F2 visa ကိုင်ဆောင်ထားတဲ့သူတွေကနေပြီးတော့သူတို့ရဲ့အိမ်အောင်ဖက်နဲ့ကလေးသူငယ်တွေကိုသူတို့နဲ့အတူလိုက်ပါနေထိုင်ခွင့်ပြုတယ်ပေါ့နော် visa အမျိုးအစားပဲဖြစ်ပါတယ် F3 visa လျှောက်ထားဖို့အတွက်အဓိကလိုအပ်ချက်တွေကတော့ကိုရီးယားမှာရောက်ရှိနေတဲ့သူတွေဘက်ကပေးပို့ရမယ်စာရွက်စာတမ်းနဲ့အချက်လက်တွေပဲဖြစ်ပါတယ်စာရွက်စာတမ်းနဲ့အချက်လက်တွေကဘာကြီးလဲဆိုရင်တော့ဒီနှစ်စဉ်ဝင်ငွေခွန်အလုပ်စာချုပ်ဖိတ်ခေါ်စာနောက်တစ်ခုကအဆောင်မှာနေရင်အဆောင်ထောက်ခံစာအင်စာချုပ် ID ကတ်နဲ့ passport မိတ္တူဘဏ်လက်ကျန်ငွေကအမျိုးသမီးတဦးတည်းဆိုရင်တော့160အထက်ပြရပါမယ်ကလေးတွေပါမယ်ဆိုရင်တော့260အထက်ပြပေးရပါမယ်ဘဏ်ဝင်အထွက်က6လစာကိုပြပေးရပါမယ်အမျိုးသမီးတွေဘက်ကဘာတွေပြင်ဆင်ထားရမလဲဆိုရင်တော့မှတ်ပုံနေမွေးမိတ္တူ notary ပြုလုပ်ထားရပါမယ်နောက်ဒီလက်ထပ်စာချုပ်မွေးမိတ္တူ notary မိုးဖာတုံးထို့ဖို့လိုအပ်ပါတယ်လက်ထပ်စာချုပ်ကိုလည်းတရားသူကြီးလက်မှတ်တရားသူကြီးတစိမ့်တုံးပါရပါမယ်အိမ်အောင်စရာမွေးမိတ္တူ notary မိုးဖာလိုအပ်ပါတယ်အိမ်အောင်စရာကလည်းအမျိုးသားနဲ့အတူတူရှိရပါမယ်passport မွေးမိတ္တူလိုအပ်ပါတယ်လိုင်စင်တက်ပုံလိုအပ်ပါတယ် TB test စစ်ဖို့အတွက်လိုအပ်ပါတယ် TB test စစ်တဲ့အခါမှာလည်းကိုဒီတန်ယုံကတရားဝင်ခွင့်ပြုထားတဲ့စေယုံတွေမှာပဲစစ်ဆေးခွင့်ရှိပါတယ်နောက်ဒီလက်ထဲမှာဒေါ်လာ60ကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်တန်ယုံမှာတန်ယုံ6လတင်ဖို့အတွက်booking ယူဖို့လည်းလိုအပ်ပါတယ် booking တင်ပြီးသွားတဲ့အခါတန်ယုံမှာဗီဇာ6လတင်တဲ့အခါမှာဒီအပေါ်ကပြထားတဲ့ပြောပြထားတဲ့အချက်လက်တွေစာရွက်စာတမ်းတွေနဲ့အခုလက်ရှိပြင်ဆင်ထားတဲ့အချက်လက်တွေစာရွက်စာတမ်းတွေကိုတစုတစည်းတဲ့စူးစီးပြီးတော့တန်ယုံမှာဗီဇာလျှောက်လွှာကိုယ်တိုင်သွားရောက်တင်ရမှာပဲဖြစ်ပါတယ်ဗီဇာလျှောက်လွှာကတင်ပြီးသွားလို့ရှိရင်ဗီဇာကဘယ်လောက်ချိန်နေမှာကြာဘယ်လောက်ထိစောင့်ရမလဲဆိုရင်အရင်က2020နဲ့2023ဝန်းကျင်2024လောက်ထိရပါတော့ဗီဇာလျှောက်ပြီး15ရက်လောက်ပဲစောင့်ရပါတယ်ခုနောက်ပိုင်းမှာတော့ဗီဇာကစောင့်ရတာအနည်းငယ်ကြာတယ်လို့သိရပါတယ်အားလုံးပဲဒီဗီဒီယိုလေးကနေဗီဇာလျှောက်ဖို့အတွက်လိုအပ်တဲ့ချက်လက်တွေကိုအားလုံးသိလောက်ပြီလို့မျှော်လင့်ပါတယ်ဗီဇာနဲ့ပတ်သက်ပြီးတော့မသိတာတွေမရှင်းတာတွေရှိသေးရင်လည်းဒီ comment box မှာမေးမြန်းခဲ့နိုင်ပါတယ်နောက်ထပ်ဘလို့အကျိုးရှိမဲ့ဗီဒီယိုလေးတွေကိုဆက်လက်တင်သွားအောင်မလဲဆိုတာကိုစောင့်ကြည့်ပေးဖို့အတွက်ဒီ channel လေးကို like subscribe လုပ်ပြီးတော့ notification ဘဲလေးကိုလည်းနှိပ်ခဲ့ပေးဖို့တောင်းဆိုပါရစေနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်